ခွေးလေးတွေကိုမောင်နှမအချင်းချင်းပေးသားရင်ဘလို့ဖြစ်တတ်လဲပေါ့နော်ဒီကွန်မန့်ထဲမှာမေးထားတယ်ပေါ့နော်တမိပါတွေကနေပြီးတော့ကြတော့မွေးလာတဲ့ခွေးလေးတွေကိုကျွန်တော်တို့ကသားဆက်လိုက်မှဆိုရင်ဘာဖြစ်နိုင်လဲပေါ့နော်အဓိကဖြစ်နိုင်တာကတော့မျိုးရိုးဗီဇပြဿနာတွေပါပဲမျိုးရိုးဗီဇမှာဆိုရင်ပုံမှန်ဆိုရင်ငုတ်ချိုးတဲ့ကောင်နဲ့တွန်းမိုးတဲ့ကောင်ဆိုပြီး2မျိုးရှိပါတယ်ဗီဇမှာအဲ့လိုပါပါတယ်အဲ့လိုပါတော့ဒီတမိပါတွေကမွေးလာတဲ့ကလေးတွေမှာကြတော့ဒီဘက်ကအထီးလေးမှာလည်းငုတ်ချိုးတဲ့ကောင်ပါမယ်အမလေးမှာလည်းငုတ်ချိုးနေတဲ့မျိုးရိုးဗီဇယောဂပါမယ်ဆိုအဲ့ငုတ်ချိုးတဲ့ကောင်တစ်ခုသွားပေါ်ပူးလိုက်ပြီဆိုရင်ယောဂလက္ခဏာပြပါပြီပုံမှန်ငုံချိုးတဲ့ကောင်တစ်ခုတည်းဆိုရင်မပြပါဘူးသူကငုံချိုးနေလို့ပါအဲ့မဲ့ငုံချိုးနှစ်ခုပေါင်းသွားပြီဆိုရင်တော့အဲ့ဒီကောင်ပြပါအဲ့ဒါကမျိုးဗီဇနဲ့ဆိုင်တဲ့ပြဿနာပါအဲ့ဒါအကြီးမားပါတယ်အဲ့ကြောင့်မလို့မိဘတမိဘတွေကမွေးတဲ့ဒီအထီးလေးနဲ့အမာလေးနဲ့ကိုသားဆက်မယ်ဆိုလို့ရှိရင်အတက်ယောဂါတွေတို့ပြီးလို့ရှိရင်မွေးရပါနှလုံးယောဂါတွေတို့ပြီးလို့ရှိရင်လက်စီမဲ့ရင်အာကိုချိုးတဲ့ယောဂါတွေတို့ဒါမျိုးတွေဖြစ်တတ်ပါတယ်ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျတော့တချို့ခွေးတွေမှာရှိတယ်ဒီအမျိုးမတော်တဲ့ခွေးတွေကိုသားဆက်တဲ့အချိန်ကျမှသူတို့စီမှာငုံချိုးနေတဲ့ကောင်တွေကဒါမှမဟုတ်လေသူတို့စီမှာကွယ်ပြောက်နေတဲ့မျိုးရိုးဗီဇတွေကပေါ်လာပြီးတော့ကြတော့ပို့ပြီးတော်သွားတာတို့ပို့ပြီးတော့တဲလန်ကောင်းသွားတာတို့ညံကောင်းသွားတာတို့ဒါမျိုးတွေဖြစ်နိုင်တဲ့ chance ကတော့အမျိုးချင်းပေးစားရင်အဲ့လိုမဖြစ်နိုင်တော့ပါဘူးနည်းသွားပါတယ်နောက်တစ်ခုကတော့အဲ့လိုမျိုးဒီတမီတွေကမွေးတဲ့ကလေးတွေကိုကျွန်တော်တို့ကသားဆက်မယ်ဆိုရင်ပုံမှန်ခွေးတွေထဲကိုခန်းအားနည်းပါတယ်ကိုခန်းအားနည်းတဲ့အတွက်ဘာဖြစ်လဲဆိုတော့ကြတော့တခြားယောဂါတွေဝင်လာလို့ရှိရင်ခုခံနိုင်စွမ်းနည်းပါတယ်တခြားယောဂါတွေဖြစ်နိုင်စွမ်းပိုများပါတယ်နောက်တစ်ခုတော့ဗာလဲဆိုတော့ကြတော့တချို့တွေမြင်မှုမှာပေါ့ခြေထောက်ကလေးတွေပါမလာဘူးလို့လက်ကလေးတွေတူနေတယ်လို့နှာခမ်းကွဲလေးတွေအာကောင်ကွဲလေးတွေလို့ခေါင်းရဲ့အယိုးပုံမှန်မမှန်တာလို့ဒါမျိုးတွေလည်းဖြစ်နိုင်ပါတယ်အဲ့လိုမျိုးဒီမိဘတူတဲ့ကလေးတွေကနေပြီးတော့မွေးလာတဲ့ကလေးတွေပေါ့မိဘတူတဲ့ဒီအဖေနဲ့အမေနဲ့ကမွေးလာတဲ့ကလေးတွေကသင်ရခက်တာလို့ရန်လိုတာလို့စိတ်ဖိစီးမှုသူများထက်များတာလို့သူများထက်ပိုပြီးကြောက်တတ်တာလို့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့လိုကလေးတွေနဲ့ပြန်ပြီးတော့သားဖောက်မယ်ဆိုရင်လည်းသူတို့ကသားမအောင်တာတို့သားရဖို့ခက်ခဲတာတို့မွေးလာရင်လည်းအသက်မပါတဲ့ကလေးတွေမွေးလာတာတို့အဲ့ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီတမိပါတွေကမွေးလာတဲ့မောင်နှမတွေပေးစားဖို့ကတော့မသိတော့ဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကိုမမတ်ထားတဲ့ညီလေးတဲ့တောက်ဆိုစိတ်ကျဉ်းနေတယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တခြားသိချင်တာရှိရင်လည်း comment ထဲမှာဝင်ပြီးတော့မေးမြန်းလို့ရတယ်